ကျွန်တော်တို့နှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီနှလုံးရောဂါရှိတယ်ဟဲ့လားကိုလက်စထရောများတယ်သွေးစည်းစိမ်မှုမကောင်းဘူးနှလုံးအောက်တယ်စသဖြင့်အဲ့လိုလူတွေပေါ့နော်မိသားနဲ့ပတ်သက်ပြီးတော့ဘာတွေစသင့်လဲဘယ်လိုဓာတ်စာလေးတွေမိဝဲသင့်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ်အခုကျွန်တော်အဓိကအဖြစ် product ပစ္စည်း၃မျိုးကျွန်တော်ရွေးထားတာပေါ့နော်အဲ့တော့နံပါတ်1ကတော့ flaxseed လို့ခေါ်တယ်ဘာမှလို့ဆိုလို့ရှိရင်နှမ်းကျက်စီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အစီဒါကတော့အမှုန့်ပေါ့နော်အစီဆိုလို့ရှိရင်တော့လှော်ပြီးတော့မှစားလို့ရမှာပေါ့နော်အမှုန့်ကတော့လွယ်တယ်လှော်စရာမလိုဒီတိုင်းစားယူမယ်ပေါ့အဲ့တော့နှစ်ခုရှင်းမကြည့်မယ်ဆိုလို့ရှိရင်အမှုန့်ကတော့ခန္ဓာကိုယ်ရဲ့စုပ်ယူမှုပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့တော့ flaxseed ရဲ့ထူးခြားချက်ကကျွန်တော်တို့မကောင်းတဲ့ cholesterol ကိုဖယ်ရှားပြီးတော့ကောင်းတဲ့ cholesterol တွေကိုဖြစ်စေတယ်ရောင်ရမ်းမှုတွေဖြစ်စေတယ်ပြီးတော့နှလုံးကျန်းမာရေးအတွက်လိုအပ်တဲ့ omega 3ဓာတ်တွေအများကြီးပါတာပေါ့နော်ဒါကြောင့်နန်းချက်စီကတကယ်သင့်တော်ပါတယ်ဒုတိယတစ်ခုကတော့တန်လွင်စီပေါ့နော်တန်လွင်စီဖြစ်ပါတယ်ဒါကိုဒီကဘာတစ်ခုလုံးမှာဟာလားအများကြီးလူတွေလက်ခံပြီးတော့စားသုံးနေတယ်တကယ်ကျန်းမာရေးအတွက်ကောင်းမွန်တဲ့တန်လွင်စီပေါ့နော်ရွှေစီလို့လည်းခေါ်ကြတယ်တန်လွင်စီရဲ့ထူးခြားချက်ကြတော့ကျွန်တော်တို့ရောင်ရမ်းမှုကိုတတ်တာစီပေါ့နော်တချို့တွေနှလုံးသွေးကြောကျင်းလာတယ်နှလုံးသွေးကြောရောင်လာတယ်နှလုံးရောင်လာတယ်စသည်ဖြင့်အဲ့လူတွေအတွက်အရန်ကောင်းပါတယ်ဒါတန်လွင်စီရဲ့ထူးခြားချက်ပါရောင်ရမ်းမှုကိုအရန်ကောင်းစေတယ်ရောင်ရမ်းမှုကိုတတ်တာစေတယ်ပေါ့နော်ရောင်ရမ်းမှုကိုတတ်တာစေတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ကောင်းတဲ့ cholesterol တွေကိုဖြစ်စေပြီးတော့မကောင်းတဲ့ cholesterol တွေကိုဖယ်ရှားပေးပါတယ်တန်လွင်စီကိုတစ်ရက်ကို2ဆွန်း3ဆွန်းတောက်တုံလို့ရပါတယ်တတိယတစ်ခုကတော့ကျွန်တော်တို့တလဲသီးအနှစ်ပေါ့နော် pomegranate concentrate လို့ခေါ်တာတလဲသီး4ကီလိုလောက်ညီတဲ့တလဲသီးကိုဒီ blend ထဲမှာအနှစ်ထည့်တာပေါ့နော်တလဲသီးရဲ့လှုပ်ဆောင်ချက်ကြတော့သွေးအားကောင်းစေတယ်ပြီးတော့နှလုံးရဲ့သွေးစည်းစိမ်မှုကိုကောင်းစေဒါတလဲသီးရဲ့ထူးခြားချက်ပါအဲ့တော့ပုံမှန်သုံးမယ်ဆိုလို့ရှိရင်နှလုံးကျန်းမာရေးတွေကိုအများကြီးအထောက်အကူဖြစ်ပါတယ်နှလုံးခုန်မမှန်တဲ့လူတွေပုံမှန်ဖြစ်လာဖို့ထိန်းပေးတယ်သွေးစည်းစိမ်မှုကိုကောင်းစေတယ်ဟုတ်လားတန်တက်နေတဲ့လူတွေပုံမှန်တောက်သုံးမယ်ဆိုလို့ရှိရင်သွေးအားနေတာတွေမဖြစ်တော့ဘူးပေါ့နော်တန်တက်ကိုထိန်းပေးတယ်အဆိုင်နဲ့ဥလန်းချောင်းတွေလည်းကောင်းစေတယ်စသည်ဖြင့်ဒီတလဲသီးမှာအကျိုးကျေးဇူးအများကြီးရှိပါတယ်အဲ့တော့၃မျိုးပါအဲ့တော့စားနည်းကတော့ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအမှုန့်လေးကိုဟလာဒင်ဂျင်တို့နောက်ပြီးတော့အတုပ်တို့အုတ်မီတို့အဲ့မှာကျွန်တော်တို့ဖြူပြီးတော့စားလို့ရပါတယ်စားရတစ်ခုခုနဲ့တွဲစားလို့ရတယ်တန်လွင်စီကတော့တစ်ရက်ကို2ဆွန်းလောက်အနက်ပိုင်းဒီတိုင်းတောက်ပေးလို့ရတယ်တန်လွင်စီထဲမှာဆိုလို့ရှိရင်တော့ extra virgin ပေါ့နော်ပထမဦးဆုံးညှစ်တဲ့အစီကတော့အနိသင်အများဆုံးဖြစ်ပါတယ်ဒီတိုင်းတောက်မယ်ဆိုရင်ဒါလေးကကောင်းတယ်ပေါ့နော်ဒီတလဲသီးအနှစ်ကြတော့ဒီတိုင်းတစ်ရက်ကို2ဆွန်း3 2ဆွန်းလောက်တောက်လို့ရတာပေါ့နော်အဲ့တော့တန်လွင်စီနဲ့တွဲပြီးတောက်မယ်ဆိုရင်တောက်လို့ရတာဒါကတော့ဒီ၃မျိုးကိုကျွန်တော်မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ကိုယ်နှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီကာကွယ်ထားခြင်းနဲ့ဒါမှမဟုတ်ဟလာနှလုံးကျန်းမာရေးမကောင်းဘူးဆေးရတောက်နေရတယ်ဆိုလို့ရှိရင်ဒါလေးတွေလည်းမှီဝဲကြည့်ပါအစာလည်းဆေးလည်းအစာဆိုတဲ့အတိုင်းကျွန်တော်တို့ကျန်းမာရေးတို့အများကြီးအထောက်အကူဖြစ်မှာဖြစ်ပါတယ်ဒါလေးတွေမှာယူခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဈေးလေးတွေတင်ထားပါတယ်အဲ့ဒီတိုင်းမှာယူလို့ရပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်